ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးမထားနိုင်တော့ခေါင်းအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အလို့မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးလိထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးခေါင်းအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါជីវတုတ်တဲ့ခြင်းအကြောင်းတွေပဲကျမ်းမာပြီးတော့ជីវတုတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာဇာယီနောဆိုတာစဉ္ញသုံးသက်တရမယ်ကိုယ့်အခြေအနေကိုစဉ္ញသုံးသက်တရမယ်ငါလုံနေတာဘာတွေနဲ့အချိန်ကုန်နေသလဲငါဘာလုံတဲ့သလဲဆိုတာကိုအမြဲတမ်းစဉ္ញသုံးသက်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရစဉ္ញနဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်တွေ့တာမှုတွေကိုလျှော့ချလို့ရတာဒုတိယတွေ့တာမှုဆွဲမဲ့မှုတွေပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချင်လှုပ်မိသွားတတ်တယ်